နှစ်ပေါင်း1000တိုင်အိပ်စက်နေခဲ့တဲ့ရေခဲပြင်အလှနတ်သမီးကိုလေလံတင်တဲ့ပွဲဟာလူအများနဲ့ပြည့်နှက်နေပါတယ်။သူမရဲ့အလှတရားကဘလို့ယောက်ျားမျိုးကိုမဆိုညှို့ယူဖန်ဆားနိုင်တယ်လို့သူမရဲ့သွေးဟာလည်းထာဝရနုပြိုခြင်းနဲ့ယောဂဝေဒနာအားလုံးကိုပျောက်ကင်းစေနိုင်တဲ့စွမ်းအားရှိတယ်လို့နာမည်ကျော်ပါတယ်။ဒါကြောင့်ပဲလေလံပွဲမှာရှိတဲ့လူတွေဟာအယူမှုဖြစ်ပြီးဈေးပြိုင်ပေးကြတော့တာပေါ့ချမ်းသာကြွယ်ဝတဲ့တထေးတဦးကသူမကိုပိုင်ဆိုင်ခြင်းလွန်းတာကြောင့်ဒေါ်လာ15ဘီလီယံအထိဈေးခေါ်လိုက်ပါတယ်။ဒါပေမဲ့သူကသူမကိုထိတွေးဖို့လက်လန်းလိုက်တဲ့ခဏမှာပဲလျှက်စစ်စီးကြောင်းတစ်ခုရိုက်ခတ်သွားတယ်လို့မျိုးလွတ်ထွက်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအခြားအမျိုးသားတစ်ယောက်ကဒေါ်လာ20ဘီလီယံအထိဈေးမြင့်ပြီးအနိုင်ယူလိုက်ပါတယ်။သူဟာထိုအမျိုးသမီးကိုလောကရဲ့အဖိုးတန်ဆုံးယတနာတစ်ခုလိုစိုက်ကြည့်နေခဲ့တဲ့သူကရေခဲကောင်းတက်ပေါ်ကပန်းလက်ရာတွေကိုညင်သာစွာပုတ်တက်နေတော့လက်ချောင်းကိုတစ်ခုခုစူးမိပြီးတော့ဒီတစ်ဆက်ကကောင်းတက်ပေါ်ကိုအမှတ်မထင်ကျသွားပါတယ်။ရုတ်တရက်အဆောက်အဦတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားပြီးမှပြန်ငြိမ်သက်သွားပါတယ်။လူအားလုံးရဲ့မျက်မှောက်မှာတင်ရေခဲပြင်အလှနတ်သမီးဟာမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးသူမရဲ့ရေခဲထောင်ချောက်ထဲကနေလမ်းလျှောက်ထွက်လာခဲ့ပါတယ်။ထိုအမျိုးသားအံ့အားသင့်နေတော့မှပဲသူမဟာရင်ခွင်ထဲတိုးဝင်ခြင်းနဲ့ကလေးငယ်လေးတဦးလိုလက်ကမ်းပေးလာပြီးသူ့ရင်ခွင်ထဲကိုခုံဝင်လိုက်ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့အမျိုးသားကဓားမြောက်တစ်ချောင်းကိုထုတ်ပြီးသူမရဲ့သွေးကိုတောင်းခံပါတယ်။အမှန်တော့သူဟာမခံမရက်နိုင်အောင်ညှဉ်းပန်းနှိပ်စက်တဲ့ရှားပါးအဆိပ်သင့်ဝေဒနာကိုခံစားနေရတာဖြစ်ပြီးသူမရဲ့သွေးကသာကုသနိုင်မှာမို့လို့ပါသူမကသူ့ရဲ့ရည်ရွယ်ချက်ကိုနားလည်သွားပြီးလက်ကဝတ်ကိုလိုလိုလားလားကမ်းပေးခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲတထေးကအဆိပ်တံကိုပြင်းပြင်းထန်ထန်ပြန်ခံစားလိုက်ရပါတယ်။သူကသူမကိုဘာသာသူဆက်လုပ်ဖို့တိုက်တွန်းခဲ့ပေမဲ့နောက်ဆုံးမိနစ်မှာတော့သူမရဲ့လက်ကိုသူမဆွဲရတော့ပါဘူး။ထူးဆန်းတာကသူမကိုထိတွေ့လိုက်တဲ့ခဏမှာပဲအဆိပ်ဝေဒနာတွေကချက်ချင်းငြိမ်သက်သွားပါတယ်။သူ့ဝေဒနာသက်သာဖို့အတွက်သွေးကိုတောက်เสียရမလို့ပဲသူမရဲ့အနီးနားမှာရှိနေုံနဲ့တင်လုံလောက်တယ်ဆိုတာသူသဘောပေါက်သွားပါတယ်။ဒါကြောင့်သူမကိုသူကလူသားအဆိပ်ဖြည့်ဆေးဖြစ်အနားမှာထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမကထင်တလောက်မယိုးရှင်းမှုဆိုတာသူမသိခဲ့ပါဘူး။တနေ့မှာတော့သူ့ရဲ့လက်ထောက်ကရန်သူတွေဝိုင်းထားပြီးဖြစ်ကြောင်းအပြေးလွှာလာသတင်းပို့ပါတယ်။အမျိုးသားကသူမကိုအိတ်ခမ်းထဲမှာဝတ်ထားပြီးရန်သူတွေကိုရင်ဆိုင်ဖို့ထွက်သွားခဲ့ပါတယ်။သူထွက်သွားတာနဲ့သူမရဲ့မျက်လုံးတွေကဆူရှသွားပြီးရန်သူတွေလက်နက်နဲ့ချင်းကပ်လာတာကိုရိပ်မိလိုက်ပါတယ်။ရန်သူတယောက်ကသူမကိုဆေးခတ်ဖို့ကြိုးစားပေမဲ့အင်အားကြီးတဲ့စွမ်းရည်တစ်ခုကသူတို့ကိုနောက်ပြန်လွှင့်ထွက်သွားစေပါတယ်။တစ်ဖက်မှာလည်းအမျိုးသားဟာတိုက်ပွဲမှာအရေးနှိမ့်တော့မဲ့အခြေအနေရောက်နေတော့မျက်နှာဖုံးစွပ်ထားတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးအခြေအနေကိုပြောင်းပြန်လှန်ပစ်လိုက်ပါတော့တယ်။မကြာခင်မှာပဲအမျိုးသားရဲ့အဖိုးဖြစ်သူဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့သတင်းရတာကြောင့်သူမကိုမိသားစုအိမ်ကိုခေါ်သွားပါတယ်။သူ့ရဲ့မတမာတဲ့အမဖြစ်သူကသူမကိုရန်ရှာဖို့ကြိုးစားပေမဲ့အမျိုးသားကသူမကိုပွေ့ဖက်ပြီးဒါငါမိမ့်မလို့သတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆရာဝန်ကအဖိုးဖြစ်သူမတက်တာတော့ကြောင်းပြောလာပါတယ်။စိတ်တက်ကြသွားတဲ့အမျိုးသားကဆရာဝန်ရဲ့ပခုံးကိုဆွဲပြီးတခုခုလုပ်ပေးဖို့အတနာခံနေတော့မှပဲသူမဟာအဖိုးဖြစ်သူရဲ့အခန်းထဲကိုတိတ်တဆိတ်ဝင်ပြီးသူမရဲ့စွမ်းရည်တွေကိုကူးပြောင်းပေးလိုက်ပါတယ်။အဖိုးဖြစ်သူရဲ့မျက်နှာမှာသွေးရောင်တွေပြန်လဲလွှမ်းခြုံလာပြီးအံ့ဖွယ်နည်းနဲ့ပြန်ကောင်းလာတာကိုဆရာဝန်ကမြင်လိုက်ရပါတယ်။ဒါပေမဲ့စွမ်းရည်တွေအသုံးပြုလိုက်ရတာကြောင့်သူမဟာခွေကြပြီးတတိလစ်သွားပါတယ်။အမျိုးသားကစိုးရိမ်တကြီးနဲ့သူမအနားကိုပြေးသွားတဲ့အခါဆရာဝန်ကပြုံးပြီးပြောလိုက်တာကတော့သူမကဗိုက်စာလုံးလို့မူးလဲသွားတာပါတဲ့